ဒီနေ့အလောက်ကပြန်ကြည့်နိုင်ကြခြင်းမှာဈေးဝင်ဝယ်ခဲ့ပါလေရှင်။ဘာတွေပါခဲ့လဲဆိုတော့ဝက်ကလေးစားလေးရခဲ့ပါတယ်။ဝက်ကလေးစားက30သားကို1000နဲ့ဦးလေးရလည်းတတ်မိသားလေးဆိုတော့အဆင်ပြေလို့ဝယ်လာခဲ့ပါတယ်။ဂျားပစုံကြီးတွေလည်းလက်လို့ဝယ်လာခဲ့တယ်။သူလည်း30သား3000ပဲ။အခုဝယ်လာခဲ့တာ30သား1000မှာအကောင်လေးကြီးရဲ့လက်လေးလက်တယ်ပစုံလေးတွေကိုအခွန်လေးခွာကောင်းလေးတွေချွတ်ပြီးတော့စားစနင်းချုံမုံနေပြီးရေခဲတက်တာတွေကိုထည့်သိမ်းထားပါမယ်ကင်းမွန်လေးတွေလည်း30သား1500ဆိုလို့80သား1000ဘိုးဝယ်လာခဲ့ပါတယ်ကင်းမွန်ကတော်တော်ကြီးရယ်ပေါ့နော်အကောင်လေးကြီးရယ်လက်လေးလက်တယ်တော်တော်များများလေးပါတယ်အမြဲတမ်းမရတတ်ဘူးဆိုတော့ဝယ်လာခဲ့လိုက်တယ်ကင်းမွန်လေးကိုလည်းရေဆေးတန်းဆင်ပြီးတော့ရေခဲတက်တာတွေကိုထည့်သိမ်းထားပါမယ်။ကြောင်ဖွင့်ရက်တွေဆိုရင်ထမင်းညရင်ချက်ဖို့အတွက်အလွယ်တကူလေးချက်လို့ရအောင်အားလုံးအစင်သင်လေးလောက်ထားလိုက်ပါမယ်။ဒါလေးရအားလုံးစေကြောတန်းဆင်ပြီးစားစနွင့်အချို့မုံလေးနဲ့ပြီးတော့ဘူးလေးနဲ့တပူးချင်းစီခွဲထားလိုက်တာပါ။ပြီးရင်တော့ရေခဲတက်တာရဲ့မှာထည့်သိမ်းထားလိုက်ပါမယ်။ကင်းမွန်ကလေးများလုံးလို့ဘူးနေတော့မဆန်ဘူး။အဲ့ဒါနဲ့အင်းညမှာပဲတဝက်ကြော်စားလိုက်ရပါတယ်ရှင်။အဲ့ဒါဆိုရင်အားလုံးပဲလမ်းကြုံရင်ကြည့်မနိုင်ညစီမှာဝင်ကြည့်ကြပါအောင်နော်။